ဒီမှာတော့ကျမတငယ်ချင်းကဘာနော်ဒီစနေကိုလေးကြောင်းမပိတ်ခဲ့နော်အဲ့ဒီတက်ကြလဲကျတော့လည်းမသိဘူးအဲ့မှာunboxing box လေးတစ်ခုပေးလိုက် unboxing လုပ်ရအောင်လေဒီ box လေးတစ်ခုပေးလိုက်တယ်YouTuber နင်းလေးရသူပြောရတော့အခွေးထုတ်လေးအဲ့လိုတော့သူအမြဲတည်းပါပြောတာလေဒီလိုလဲဆိုခွေးထုတ်လေးပဲသူအမြဲပါကျမဖောက်ကြည့်ပါမယ်ဆက်စာဦးချင်းရတဲ့ပထမဒုတိယသက်စတုထပစ္စမစထမဆိုပြီးတော့ခွဲထားပါတယ်ပထမတော့သူကြိုက်ဆုံးခွေးထုတ်လေးရဲ့အနွယ်ပဲဖြစ်လောက်ပါတယ်ဖလေးပဲလေဒီတိုင်းပဲခွေးထုတ်လေးရဲ့အနွယ်ပြီးရင်နောက်တစ်ခုကခိုက်တို2.0ပြီးဝဲပလေးပြီး cherry berry sam အဲ့ဒီဥစ္စာလေးပေါ့နော်အဲ့ဒါလေ YouTube မှာနေတကယ်အစ်စ်ကလေးဒါကတော့စာကတော့အဲ့ဒီထဲမှာဆိုတော့အမြဲတမ်းပြောင်းနေရမယ်ပေါ့နော်အဲ့ဆိုတော့ဘလို့ပြလို့ပြမယ်မသိဘူးဒီမှာလေပြီးတော့ကျမပေါ့နော်ဒီဟာကျမက blame stay ပါဆိုရင်အများဖောက်ထားလိုက်ပြီးမှရုပ်ယူလိုက်တာဆိုတော့လေအဲ့လို amazing လောက်ကတိတ်ပြောမကြဘူးအဲ့ပြီးရငကြုံလဲကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်ဘိုင်ဘိုင်အဖက်မထည့်တာတော့အရင်ချုံးနေသလားအဖက်မထည့်တာ